နော်ရေဝင်တော့ပစ္စည်းရောက်တော့ ဟာလာအထဲဝင်ခဲ့လေ ပစ္စည်းကရောထုတ်ရလား အခုအနော်စီမှာပိုးရုံမှာကွန်ပျူတာစက်ပန်ထိုးရတဲ့1ဆက်တွေကာလာစုံအထည်90လောက်ရောက်ထားပါတယ်နော်ဒီဟာလေးကကြတော့တစ်စုံဆိုလို့ရှိရင်3000လောက်ပဲရှိတာပေါ့နော်ဒါလေးတွေကထောပတ်ဆယ်ရောင်လေးပါဒါလေးကတော့အဖြူမှာအုတ်ကျိုးရောင်လေးပါဒါလေးကအဖြူမှာကြက်သွေးရောင်လေးပါအဖြူမှာမျက်စိအေးတဲ့ဒါလေးကမိုးပြရောင်လေးပါဒါကကြက်သွေးမှာဗေဒာရောင်လေးပါလှမလှပဲကွယ်အကောင်လုံးလက်ချီပွဲကလည်းမကြခင်လာတော့မယ်၈လပိုင်းကြာရင်လက်ချီပွဲလာတော့မယ်ဆိုတော့ဒါလေးကို1ဆက်လှလေးချုပ်ဝတ်ပြီးတော့ဖုံကြောင်သွားမယ်နောက်ပြီးတော့အလားဓပုံလေးတွေရိုက်မယ်နော်ကာလာစုံအများကြီးပဲဝင်လာပါတယ်ဟောဒါလေးကအဖြူမှာဒေါနာရောင်လေးပါဒီ1ဆက်လေးတွေကကြတော့ဒါပိတ်စာကအနက်ကြီးကွင်းကျင်နော်ပိတ်စာကကြတော့တကိုက်ကွယ်ထမရကြတော့2ကိုက်အလုံးမ3ကိုက်ကွယ်ပေါ့နော်လုံလုံလောက်လောက်1ဆက်ချုပ်လို့ရပါတယ်ဝါတဲ့လူတွေကလည်းဒါပိတ်စာတွေကချက်ညက်ချက်ဆက်စရာမလိုဘူးပေါ့နော်ဒါလုံလုံလောက်လောက်ပိတ်စာတွေပါတာပါတယ်90ဝါနေစပြီးတော့လက်ကစီနဲ့အားပေးလို့ရပါတယ်ဆိုင်ကတော့ဖတ်အမှာဖွင့်လာပါတယ်နော်